မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့ငါးစီတက်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မွေးငါးချက်မယ်ဆိုလို့ရှိရင်ခုလိုမျိုးငါးလေးစီတက်ပြီးတော့ဒီကတည်းကတည်းမှာအထုပ်လေးတွေလိုက်ထုတ်ထားပြီးတော့ထည့်ထားလို့ရှိရင်မွေးငါးကိုအလွယ်တကူအိမ်မှာချက်လို့ရပါတယ်ကျွန်တော်တို့ဇပလင်ချက်သွန်ပြူချင်းချက်သွန်နီးပေါ့နော်ဒါလေးကျွန်တော်တို့ညက်သွားအောင်လို့ထောင်းလိုက်ပါမယ်ခင်ဗျာကဲခုလိုမျိုးညက်သွားအောင်လို့ထောင်းပြီးပြီဆိုတာနဲ့ကျွန်တော်တို့ငါးစီတက်လို့ရပါပြီငါးကိုတော့ကျွန်တော်တို့ရွှေပရောက်ငါးစီပေါ့နော်ငမြချင်းလေးတော့ပဲပါတပိတ်တာမှာ9000 8000ပဲရှိပါတယ်အကောင့်လေးကြီးကြီးပေါ့နော်9000 8000ပဲရှိပါတယ်တပိတ်တာလောက်ဆိုလို့ရှိရင်များလေးရတယ်ပေါ့နော်3ကချက်လောက်ရပါတယ်ကိုမိသားစု3 4ယောက်ဆိုလို့ရှိရင်တော့ခေကျွန်တော်တို့စီတက်ပါမယ်ညနေအောင်ထောင်းလာတာလေးတွေကိုစီထည့်ပြီးတော့ဆွဲမုံလေးနည်းငယ်ထည့်ပါမယ်ထောင်းလာတာလေးထည့်ပြီးတော့အနံလေးမွေးပြီးတော့နည်းငယ်ကျွတ်လာတဲ့အထိစီတက်လိုက်ပါမယ်ခင်ဗျာကဲအနံလေးစနစ်မုံနံလေးပြောက်ပြီးသလိုရှိရင်တော့အယောင်တင်မုံလေးနည်းငယ်ထည့်ပါမယ်အယောင်လိုချင်လို့ပေါ့နော်ကိုကအနီရောင်မကြိုက်ဘူးအဝါရောင်လေးပဲကြိုက်တယ်ဆိုလို့ရှိရင်တော့အယောင်တင်မထည့်လေးရပါတယ်အယောင်တင်လေးတမတော့မှုပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ငါးပြုတ်ပြီးတော့နှွှင်ထားတာလေးထည့်ပါမယ်နော်ငါးကိုတော့ကျွန်တော်တို့စပလင်လေးထည့်ပြီးတော့ငပြားလေးစားလေးထည့်ပြီးတော့ပြုတ်ထားတာဖြစ်ပါတယ်စနစ်မုံလေးနဲ့ပြုတ်ပြီးတော့ကျွန်တော်အယိုးနှွှင်ထားတာပေါ့နော်ဒါလေးအယိုးနှွှင်ထားတာလေးဆိုမပြတော့ပါဘူးဒါငါးတပိတ်တာပါငါးတပိတ်တာကိုကျွန်တော်အယိုးနှွှင်ထားတာပါငါးတပိတ်တာဆိုလို့ရှိရင်တော့3ကချက်လောက်တော့ရတယ်ပေါ့နော်မိသားစု9ယောက်စားဆိုလို့ရှိရင်တော့ခုကငါးများလေးစားရတယ်ပေါ့နော်ကဲအခုလိုမျိုးရတာအတွက်ကတော့ချုံမုံလေးထည့်ပါမယ်ချုံမုံလေးထည့်မယ်ငပြားလေးထည့်ပါမယ်နောက်တော့စားလေးထည့်မယ်ပေါ့နော်ဒါအငန်ကတော့ကိုစားတဲ့ပုံမူတည်ပြီးတော့တစ်ခါလေးထည့်ရလိုက်ပါဒီမှာများငန်ထားလို့ရှိရင်တော့ကျွန်တော်တို့မိုးဟင်းချက်တဲ့ခြာကြလို့ရှိရင်တော့အငန်လျှော့ထည့်ပြီးလို့ရိုက်ပေါ့နော်ကဲရတာလေးထည့်ပြီးတော့စီလေး6ပြီးတော့ကျွန်တော်တို့6လေးဖြစ်သွားအောင်ပေါ့နော်လိမ့်လေးဖြစ်သွားအောင်လို့စီတက်ထားလိုက်လို့ရှိရင်ပြီးရေကတဲ့ဘူးနဲ့ပြီးထည့်တာပေါ့နော်ဒါဆိုလို့ရှိရင်မွေးငါချက်တဲ့ခါမှာအရန်စင်ပြပါတယ်ခင်ဗျာကဲကျွန်တော်ကတော့ဒါအယောက်50စာပေါ့နော်50 60စာပေါ့နော်ဒါလေးကိုကျွန်တော်တပိတ်တာသုံးထားပါတယ်ခင်ဗျာကဲဒီနေ့လည်းလက်ချက်စားကြည့်ကြပါအောင်နော်ကြည့်ရှုအားပေးနေတဲ့တူတော့တိုင်ကိုစရင်နဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာကဲဒါကတော့နှစ်ဖက်အယောက်50 60စာမွေးငါချက်မှာဖြစ်ပါတယ်ခင်ဗျာငါးစီတက်ပါတယ်ငါးတပိတ်တာသုံးထားပါတယ်စစ်တုံဒီဦးကြီး3လုံးသုံးထားပါတယ်ဂျင်းတက်သုံးထားပါတယ်ဇပလင်9ချောင်းသုံးထားပါတယ်ဇပလင်ကတော့အသေးပေါ့နော်စစ်တုံမျိုးဦးကြီး2ဦးသုံးထားပါတယ်ခင်ဗျာ